မင်္ဂလာပါအောင်ပန်းဖြူ channel မှာကြိုဆိုပါရစေအခုလေလူပုံရေးဆွဲခြင်းလေ့ကျင့်ခန်းများကိုဆက်လက်တင်ပြလိုက်ပါတယ်မလိုတော့တဲ့ပုံဖမ်းမြင်းတွေကိုဖြတ်ထုတ်လိုက်ပြီးပုံလေးကိုလက်စသတ်လိုက်ပါပြီခုတော့ဒီလောက်ပါပဲအားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေ